မြန်မာဖိုက်တာ၄ယောက်ထိကိုအားပေးရမယ်1 Friday night 139အားလုံးပဲမင်္ဂလာပါ Knockout Punch ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုလာမယ့်23ရက်နေ့မှာဆိုရင်တော့မြန်မာဖိုက်တာတွေဖြစ်တဲ့ဆိုလင်းဦး Flying Foundation နေရိုင်းကျော်ဆောင်ဝင်းတို့ရဲ့ဒဲဇိုင်းတွေကိုမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်ဆိုလင်းဦးကတော့ပြန်သက်ဖိုက်တာထိုင်းဖိုက်တာဖြစ်တဲ့ဝူရာဖုန်းနဲ့ဘန်ဒန်ဝေတန်းမှာခေါင်းပွဲအနေနဲ့ထိုးရမှာဖြစ်ပြီးနောက်ထပ်မြန်မာဖိုက်တာတူဖြစ်တဲ့စလိုင်းထန်ကူရှင်ကတော့ထိုင်းဖိုက်တာယူဒူဒန်နဲ့အတန်ဝေတန်းအနေနဲ့ထိုးရမှာဖြစ်ပါတယ်နောက်ထပ်မြန်မာဖိုက်တာတူအနေနဲ့ကတော့နေရိုင်းပါနေရိုင်းကတော့1 Championship မှာအခုမှပွဲဥထွက်လာမှာဖြစ်ပြီးတော့ပြိုင်ဘက်ကတော့ထိုင်းဖိုက်တာကွန်ဆက်အတန်ဝေတန်းမှာပဲထိုးရမှာဖြစ်ပါတယ်နောက်ထပ်ဖိုက်တာတယောက်ကတော့အားလုံးပဲတီးပြီးသားဖြစ်တဲ့ကျော်တော်ဝင်းရဲ့တွဲဆိုင်ကျော်တော်ဝင်းကတော့မြန်မာဖိုက်တာ2ယောက်နဲ့ထိုးသက်ဖူးခဲ့တဲ့မူကာစီတိုနဲ့ထိုးရမှာဖြစ်ပါတယ်ဆိုတော့အခုလာမယ်1 Friday night 139မှာဆိုရင်မြန်မာဖိုက်တာရဲ့ပွဲစဉ်တွေကိုတဝါကြီးအားပေးရမှာဖြစ်ပါတယ်အားလုံးလဲစောင့်မျှော်နေကြတဲ့ဆိုလင်းဝင်းရဲ့တွဲဆိုင်လဲပါဝင်လာသလိုကျော်တော်ဝင်းရဲ့တွဲဆိုင်လဲပါဝင်လာပြီးတော့1 Championship ပွဲဥထွက်မှာရှုံးပွဲကြုံတွေ့ခဲ့ရပေမဲ့လည်းဆွမ်းဆောင်ရည်ကောင်းတွေချပြခဲ့တဲ့စလိုင်းထန်ကူရှင်ရဲ့တွဲဆိုင်ကိုလည်းမြင်တွေ့ခွင့်ရမယ်။နောက်ပြီးတော့1 Championship မှာအခုမှပွဲဥထွက်လာမယ့်နေရန်ရဲ့တွဲဆိုင်ကလည်းပါဝင်လာတာဖြစ်လို့အားလုံးလည်းကျင်းနေကြလိမ့်မယ်လို့ထင်ပါတယ်။ဆိုတော့ပွဲချိန်နီးကပ်လာတဲ့အများပွဲကြိုသုံးသက်ချက်လေးလုပ်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးထားဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးလို့ကျေးဇူးများတင်ပါတယ်